မင်္ဂလာပါ Redmi 8ကိုကျွန်တော်တို့ဟိုဘက်ပုတ်ဒီဘက်ပုတ်ကိုကျွန်တော်တို့ IC တွေရွှေ့ထည့်မှာဖြစ်ပါတယ်သုံးရမယ့် IC တွေကိုကျွန်တော်တို့စက်ပြားအနေဖြုတ်ပါမယ်CPU ဖြုတ်တဲ့အခါမှာကျွန်တော်တို့ခဲလုံးပုံမပြအောင်တေချာထင်းပြီးတော့ဖြုတ်ရပါမယ် IC တွေဖြုတ်တဲ့အခါမှာကျွန်တော်တို့ကတခါတည်းပေါ့နော်တစ်ဖက်ဘက်ကိုပြန်ကတ်လို့ရတဲ့အနေအထားမျိုးဖြစ်အောင်တတိထားပြီးတော့ဖြုတ်ထားပါတယ်ခဲမဖော်ရတော့ပေါ့နော်ကျွန်တော်လေယာပြန်ယူရမယ့်ပုတ်ကို IC တွေခွာပါမယ်လေယာပေါ်မှာရှိတဲ့ခဲလုံးတွေကိုပုံမပြတ်အောင်ခွာနိုင်တယ်ဆိုရင်ကျွန်တော်တို့တစ်ပတ်က IC ပြန်ကတ်တဲ့ခါကျရင်ခဲမဖော်ဘဲနဲ့ပြန်ကတ်လို့ရပါတယ် IC လေးတွေကိုကျွန်တော်တို့မှတ်သားလုပ်လိုက်ပါမယ်CPU ခွာတဲ့ခါမှာတော့ပို့ပြီးတော့ဂရုစိုက်ရတယ်ပေါ့နော်သူကခဲလုံးများတဲ့အတွက်ကြောင့်ကျွန်တော်တို့အောက်ကခဲတွေပုံမပြတ်တော့အောင်ခွာဖို့ဆိုရင်ကျွန်တော်လေ့ကျင့်ထားဖို့လိုပါတယ်ကျွန်တော်တို့မသုံးတော့တဲ့ IC တွေကိုကျွန်တော်တို့အမှတ်သားလုပ်ထားလိုက်တာပေါ့ဒါမသုံးတော့တဲ့ပုတ်ပါကျွန်တော်တို့လေယာအတန့်မှာ IC တွေပြန်ထိုင်ပေးပါမယ်ကျွန်တော်တို့ခဲလုံးတွေသူ့ညံနဲ့သူမှန်တယ်ဆိုရင်ကျွန်တော်တို့ခဲပြန်မဖော်ဘဲနဲ့ကတ်လို့ရပါတယ်ဒီနေရာမှာ glass scale ကိုလေ့ကျင့်ထားဖို့တော့လိုပါတယ်2026 တရက်နေ့မှာကျွန်တော်အပတ်စဉ်8ကိုစတင်မှာပါအဲ့တော့တင်နန်းသား300ဆလောက်နေရာရပါအောင်မယ်နော်တင်နန်းကာလ2လကြာမယ်တင်နန်းကြီးကတော့ကျွန်တော်ပုံမှန်10သိန်းပါတင်နန်းကာလ2လတင်မှာဖြစ်ပါတယ်2လပြီးလို့ CPU အောင်ပတ်လမ်းပိုင်းနေတင်ပြီးလို့ CPU တွေပိုင်းအောင်ပြီဆိုရင်ကျွန်တော် certificate ကိုထုတ်ပေးမှာဖြစ်ပါတယ်ဒါကျွန်တော် IC ကတ်သွားတာဆိုကျွန်တော်တိတ်ပေါ်အောင်မဖြစ်ဘူးပေါ့နော်မကြာလိုက်ပေါ့ကျွန်တော်ပြန်စမ်းကြည့်မယ်ဒါဆို power တက်သွားပြီအဆင်ပြေသွားပြီပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်